ပွဲသိမ်းညက်နီဆရာကနန်တစ်ချောက်တဲ့ဆိုတဲ့နှစ်တီးစားနဲ့ပွဲသိမ်းထပ်ပေါက်ကြတာပျော်ရက်လာကွာဆရာပေးထားတာတစ်ပတ်တီရဲ့ရွေးခွက်တစ်ချောက်တဲ့နှစ်တီးစားနဲ့ပေါက်လို့ဆရာပြိသက်တီပျော်ရက်လာကွာပြီးခဲ့တဲ့ပတ်ကဆရာကနန်မွေး break ဆိုလဲပေါက်ခဲ့တယ်လို့ဆရာကနန်နေတိုက်ဆိုလဲဆက်တိုက်ဝက်ကွယ်ထိမ့်မနိုင်သိမ့်မနိုင်ပေါက်ခဲ့ကြတယ်ကွာဒီတစ်ပတ်အတွက်ဆရာဟူးမကျော်မွေး break တင်ပြီးထားတယ်ထပ်ပြီးပေါက်ကြဦးမယ်ကွာအပတ်တိုင်းဆရာမွေး break လိုက်ကစားဖူးတဲ့ဆရာပြိသက်တီတိကြတယ်ကွာဆရာကနန်နေတိုက်ဆိုလဲတစ်တီးစားနှစ်တီးစားသုံးတီးစားနဲ့ခဏပေါက်ကြလာပျော်ရက်လာကွာအပတ်တိုင်းဆရာကနန်းလိုက်ကစားဖူးတဲ့ဆရာပြိသက်တီတိကြတယ်ကွာဆရာကနန်းပေါက်တိုင်းဆရာကမန်ပါဝင်မခေါ်တယ်လို့ပေါက်ကြေးမတောင်းတယ်လို့မုံဖိုးလေးမတောင်းခဲ့ပါဘူးကွာဆရာပြိသက်တီအတွက်အမြဲစေတနာအပြည့်ထားပြီးတော့ပေါက်ကနန်းဖေးတောင်လို့ဆရာအမြဲတမ်းစူးစမ်းနေတယ်ကွာဆရာရဲ့စေတနာကိုအတိမတ်ပြုခဲ့ရင်အားပေးတယ်လို့ပြောခဲ့ပေးပါကွာဆရာပြိသက်တီရဲ့အားပေးစကားဆရာအတွက်အားရှိတယ်ကွာအားပေးတယ်လို့ပြောခဲ့ရင်ရပါပြီကွာအဖွင့်နေမနက်ဆရာကနန်တစ်ပတ်တီနဲ့ရွေးကွက်ကစားပြီးထပ်ပြီးပေါက်ကြကွာပေါက်စေခြင်းလို့လဲဆရာတင်ပေးလိုက်တာကွာဆရာပြောတာတေးချလိုက်နားထောင်တဲ့ပြိသက်တီခဏပေါက်ကြမယ်ကွာအမှားနေပြီးအမှန်များအောင်လို့ဇေဒနာအပြည့်နဲ့ဆရာပြိသက်တီအတွက်စူးစမ်းပေးနေတယ်ကွာဆရာပြိသက်တီအတွက်ဆရာစူးစမ်းနေတာနာမည်ကြီးခြင်းလို့မဟုတ်ဘူးပတ်စံချမ်းသာခြင်းလို့မဟုတ်ဘူးပရိသတ်တီကိုတကယ်အနိုင်ရစေခြင်းလို့ပဲကွာဆရာပရိသတ်တီအတွက်နေ့တိုင်းထွက်ကနန်းစစ်တယ်နေ့တိုင်းတွက်တယ်နေ့တိုင်းပြန်ကြည့်တယ်ဒီနေ့အထိလှုပ်လာနိုင်တာကပရိသတ်တီကြောင့်ပဲကွာတနေ့လာအဖွင့်မနက်9ရက်2လ2026မနက်1ပတ်တီနဲ့3ပတ်တီဆရာပြန်ပြောမယ်ကွာမနက်1ပတ်တီနဲ့3ပတ်တီနိုင်တယ်လို့ချင့်ချီစော့ဆန်ကွာတချို့ကမေးကြတယ်ဆရာဘာလို့မန်ပါမခေါ်မလုပ်လေလို့ဆရာပြောမယ်ကွာဆရာမလို့ချင်ဘူးပရိသတ်တီပတ်စံပေးရတာဆရာကိုယုံကြည်ပြီးလိုက်ကစားတဲ့ဆရာပရိသတ်တီကိုဆရာမတုံးစားချင်ဘူးအဲ့ဒါကြောင့်အခမခဲပဲပေးတာကွာပရိသတ်တီပေါက်ရင်ဆရာအတွက်အမျက်ကြီးပဲကွာဒီ channel မှာလိန်တာမရှိဘူးကွာပေါက်ရင်ပြောတယ်မပေါက်ရင်လည်းဝင်ခံတယ်ကွာဒါပဲယုံကြည်မှုကွာဒီနေ့ဆရာကနန်းကြည်နေတဲ့သူတွေကွန်မန့်မှာဆရာရှိလားရေးပေးပါအောင်ကွာဆရာကွန်မန့်တွေကိုဖတ်နေတာကွာဆရာရှိပါတယ်ကွာနေ့တိုင်းကြည့်တယ်ဆိုပြီးရေးထားတဲ့အတွေ့ရတော့ဆရာစိတ်ထဲအားတက်လာတယ်ကွာဆရာကနန်းကိုနေ့တိုင်းကြည့်ပေးကြတဲ့ပရိသတ်တွေကတကယ်ဆရာအတွက်မိသားစုလိုပဲကွာတချို့ပရိသတ်တွေကမနက်အလွတ်သွားရင်နားထောင်တယ်တချို့ကစိုင်းမဖွင့်ထားတယ်တချို့ကညအိမ်မှာနားထောင်တယ်ဘယ်နေရာမှာပဲဖြစ်ဆရာအတန်ကိုနားထောင်နေတာဆရာအတွက်အရန်တန်ဖို့ရှိတယ်ကွာတခါတလေဆရာကို message လာပို့ကြတယ်ဆရာရဲ့မနေ့ကပုတ်လို့မိသားစုအတွက်စံဝဲနိုင်ပြီဆရာရဲ့အကျွေးဆက်နိုင်ပြီဒီလို message တွေဖတ်ရရင်ဆရာမျက်ရည်တောင်ဝဲတတ်တယ်ကွာဒါကြောင့်ပဲဆရာမပင်ပန်းဘူးမငီးຫນွေဘူးနေ့တိုင်းဆက်လုပ်နေတယ်ကွာတချို့ကထင်ကြတယ်ဆရာကနန်းပေးတာလွယ်နဲ့ရတယ်လို့မဟုတ်ဘူးကွာဆရာတနေ့ကိုနာယီအများကြီးထိုင်တွက်တယ်အရာထွက်ကနန်းတွေပြန်ကြည့်တယ်စာရွက်တွေပြည့်နေအောင်ရေးတယ်တခါတလေည2နာရီ3နာရီထိမအိပ်ပဲတွက်နေရတဲ့နေ့တွေလည်းရှိခဲ့တယ်ကွာဘာလို့လဲဆိုတော့မနစ်ဖြန်ပရိသတ်တွေအနိုင်ရစေခြင်းလို့ကွာတချို့ပရိသတ်တွေကဆရာပေးတာရပြီရင်တငယ်ချင်းတွေကိုမပြောဘူးဒါမမှားဘူးကွာကို့အတွက်ကံကောင်းတာကိုထိန်းထားချင်တာပဲဒါပေမဲ့ share လုပ်ပေးရင်တော့ဆရာပိုဝမ်းတာတယ်ကွာတနင်္လာအဖွင့်မနက်9ရက်2လ2026မနက်1ပတ်တီနဲ့3ပတ်တီမနက်1ပတ်တီနဲ့3ပတ်တီရွေးကွက်ကွာ1ခွန်1ကို1လီ3ခွန်3ကို3လီဘာလို့လဲဆိုတော့ပို့ပြီးလူတွေအနိုင်ရနိုင်လို့ကွာဆရာကနန်းကို share တစ်ခါလှုပ်လိုက်ယူနဲ့သူ့တယောက်ရဲ့ဘဝပြောင်းနိုင်တယ်အဲ့ဒါကိုမမေ့နဲ့ကွာဆရာကပရိသတ်တီကိုအမြဲပြောချင်တယ်ကနန်းကစားတာဘဝကိုဖျက်ဖို့မဟုတ်ဘူးဘဝကိုတီးဆုပ်ဖို့ပဲမိသားစုကိုကူညီဖို့ကိုတိုးတက်ဖို့အဲ့ဒီလိုစိတ်ထားနဲ့ကစားကွာလောဘနဲ့ကစားရင်နောက်ဆုံးရှုံးမဲ့ရမယ်
အပတ်တိုင်းဆရာကနန်းလိုက်ကစားဖူးနဲ့ဆရာပြိသက်တီဘာကြောက်အောင်မြင်နေလဲသိလားစီးနဲ့ကန်းနဲ့ကစားလို့ကွာဆရာပြောတာနားထောင်လို့ကွာတချို့ကဆရာပေးတာမလိုက်ပဲကိုကြိုက်တာထိုးတယ်ပြီးတော့ရှုံးသွားတော့ဆရာကိုအပြစ်တင်တယ်ကွာဒါမဖြစ်သင့်ဘူးကွာဆရာကအကောင်းဆုံးလွတ်ပေးနေတာပါဆုံးဖြတ်တာကတော့ကိုယ့်လက်ထဲမှာပဲဒီနေ့ဆရာကနန်းကြည့်နေတာဆရာပြိသက်တီအပတ်တိုင်းခဏခဏပေါက်ပြီးပြောရတယ်ကွာဆရာနဲ့အတူဆက်လက်ကြိုးစားကြမယ်ကွာတခါတလေဆရာပေးတာမပေါက်တဲ့နေ့တွေရှိမယ်အဲ့ဒီနေ့တွေမှာဆရာကိုမမုန်းကြနဲ့ကွာဆရာလဲလူပါမားတက်တယ်ဒါပေမဲ့မပြင်းပဲမနေဘူးအမားကနေတင်ယူပြီးနောက်နေ့ပိုကောင်းအောင်လုပ်တယ်ဒါကဆရာရဲ့စီကန်းကွာဒီနေ့ဆရာကနန်းအဆုံးထိနားထောင်နေတဲ့သူတွေကိုဆရာတကယ်လေးစားတယ်ဆရာပြိသက်တီရှိလို့ဆရာစူးစမ်းရတာအားရှိခဲ့တာကွာအခုဆရာကနန်းကြည်နေတဲ့ပြိသက်တီအရန်တိတ်နေကြတာပဲကွာကွန်မန့်မှာတစ်ချက်လောက်ဆရာကြားနေပါတယ်ရေးပေးပါဦးဆရာဖတ်နေတာကွာဆရာပြိသက်တီကြောင့်ဆရာမပင်ပန်းတော့ဘူးတချို့ပြိသက်တီကမနက်6နာရီမှအလုပ်သွားည8နာရီမှအိမ်ပြန်အဲ့ဒီကြားထဲမှာတော့ဆရာကနန်းကိုဖွင့်ထားကြတယ်ဒီလိုတွေ့ရရင်ဆရာစိတ်ထဲလေးစားလို့မဆုံးဘူးကွာတချို့ကဆရာကြီးကျွန်တော်ကျမဆရာကနန်းလိုက်ကစားမှအမျက်တွေရခဲ့ပြီးအဆင်ပြေကြတယ်လို့ကြားရတာဆရာဝမ်းတာတယ်ကွာကနန်းကစားတာနဲ့ပတ်သက်ပြီးနောက်တစ်ခုပဲပြောချင်တယ်မနေ့ကပေါက်လို့ဒီနေ့အများကြီးထိုးမယ်အဲ့ဒါလောဘပဲကွာလောဘဝင်ရင်ညံထွက်သွားတတ်တယ်ဆရာကနန်းလိုက်ကစားဖူးတဲ့ဆရာပြိသက်တီဘလို့အမျက်ရနေလေတိလားနည်းနည်းစီတဖြည်းဖြည်းစုလာလို့ကွာတနေ့1000တနေ့2000တနေ့9000အဲ့ဒီလိုနဲ့လတွေကြာလာရင်အများကြီးဖြစ်လာတယ်ကွာဒါကအမှန်ကွာတချို့ကအမြန်ချမ်းသာကြည့်လို့အရန်ထိုးတယ်နောက်ဆုံးအကုန်ရှုံးသွားတယ်ဆရာမမြင်ချင်းဆုံးကအဲ့ဒီလိုပဲကွာဒါကြောင့်စီးရှိပါကန့်တက်ထားပါကို့ဝင်ငွေရဲ့10ရာခိုင်နှုန်းထက်မပိုပါဒါဆရာအကြံပေးချက်ကွာအဖွင့်နေမနဲ့နှစ်သီးစားနဲ့ထပ်ပြီးပေါက်ကြကွာ